ကျွန်တော်ရွေးချယ်ထားလဲဆိုတာကိုကျွန်တော်တင်ဆက်ချင်တာဖြစ်ပါတယ်ပြပြချင်တာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်ပြောချင်တာကတော့ဒီဖီနုနဲ့ပနာတီကိုပနာတီနာကိုပြပြချင်တာဖြစ်ပါတယ်ကျွန်တော်ဒီပွဲမှာဖီနုကိုကစားမှာပါဘာကြောင့်ကစားချင်တာလဲဆိုလို့ရှိရင်ပနာတီကာကိုကယူရိုပါလိဖုန်ပွဲမှာဒီရန်ပိုင်းနဲ့ဒီပွဲမှာအဝေးကောင်းနေသူက1-4နဲ့နိုင်ရခဲ့တယ်ရန်ပိုင်းကိုသူနိုင်ရခဲ့တယ်ဖုန်ပွဲမှာပဲသူနိုင်ရခဲ့တယ်အုပ်စုဆင်ပထမပွဲမှာပဲသူနိုင်ရခဲ့တာပြောချင်တာပါအဲ့တော့သူ့ဒုတိယပွဲကတော့နယ်သာလန်ကလပ်နဲ့သူအိမ်ကွန်းမှာပဲ1-2နဲ့ရှုံးခဲ့တယ်အိမ်ကွန်းမှာ1-2နဲ့ရှုံးခဲ့တယ်သူ့ရဲ့နောက်ဆုံးပွဲတွေကိုကြည့်လို့ရှိရင်သူ့ရဲ့ခြေစမ်းမဆိုးဘူးပြောလို့ရတယ်ဒါပေမဲ့ထူးခြားတာကသူ့ရဲ့ပြီးတော့ကလပ်တစ်ခု9ပွဲမှာနောက်ဆုံး9ပွဲမှာတစ်ပွဲပဲသူကိုမပေးခဲ့အောင်ကျန်တဲ့4ပွဲကိုပေးရတယ်သူ့ရဲ့ခံစစ်ကတားကြီးကောင်းတဲ့ချိန်တွေမှာတော့မဟုတ်ဒါနဲ့ပဲတည်းပေါ့ဒီမှာကျတော့ဖီနူမှာကျဘာလို့အားသက်ချက်ရှိလဲဆိုရင်ဖီနူကလည်းနောက်ဆုံး9ပွဲမှာ2ပွဲရှုံးထားတာဒါပေမဲ့သူရှုံးတဲ့2ပွဲလုံးကိုကြည့်မယ်ဆိုရင်ဘရာကာကအုပ်စုပွဲစဉ်အဖုံပွဲမှာသူရှုံးခဲ့တယ်ဘရာကာကောမှာရှုံးခဲ့တယ်ဒုတိယပိုင်း89မိနစ်ကျမှကိုသွန်းခံလိုက်ရတယ်ကိုပေးလိုက်ရတယ်အဲ့ကြောင့်သူရှုံးသွားတယ်ဒုတိယရှုံးပွဲကျတော့ Aston Villa နဲ့သူရှုံးခဲ့တယ် Aston Villa နဲ့သူရှုံးတယ်အဲ့ဒါ Aston Villa နဲ့ရှုံးတာကဖီနူကွန်းမှာပဲ Aston Villa နဲ့ရှုံးခဲ့တယ်ပြီးလိုက်ရတဲ့ကိုရတယ်ဒီမှာမိနစ်60နဲ့မိနစ်80မှာသူကိုပေးလိုက်ရတယ်ဒုတိယပြောချင်တာသူ့ရဲ့ကစားပုံကမဆိုးကောင်းတယ်ဒါပေမဲ့သူကံမကောင်းလို့ပဲဆိုရမလားအဲ့ဒါကြောင့်သူရှုံးပွဲနှစ်ပွဲလုံးသူရှုံးထားတယ်သူကစားပုံလည်းကောင်းတယ်နောက်တစ်ခုကကစားသမားစုဖွဲ့ကိုကြည့်မယ်ဆိုတော့ဒါ market value ကစားသမားရဲ့တန်ဖိုးပေါ့ချန်ပီယံတန်ဖိုးဆိုလို့ရှိရင်လည်းတခြားစီပဲကစားသမား value ကိုကြည့်မယ်ဆိုတော့တခြားစီပဲအိမ်ကွန်းဝေးကွန်းကိုကြည့်မယ်ဆိုလည်းဖီနူကအိမ်ကွန်းမှာဒီဘယ်ကိုကြည့်လို့ရှိရင်လည်းဖီနူကလုံးဝကိုမှတ်ရထားခြင်းမရှိသေးဘူးသူ့အိမ်ကွန်းမှာသူယုံနေတယ်ကျွန်တော်ယုံကြည်တယ်ကျွန်တော်ရဲ့သုံးသက်ချက်ကျွန်တော်ရဲ့စဉ်းစားချက်နဲ့ကျွန်တော်ရဲ့လေ့လာမှုရတော့ကျွန်တော်ကဖီနူနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်နေ့လေကကျွန်တော်ဒီပွဲတွေကိုရွေးထားတာဒါပေမဲ့နေ့လေတော့ဖီနူကတစ်တီလောက်ပေါက်တယ်အခုမရတော့တလုံးကို25ရှုံး30ရှုံးတော့ပေါက်နေပြီပြောချင်တာဖီနူကနိုင်မယ်တကိုးပဲကတ်နိုင်မလားဘယ်လိုနိုင်မလဲဆိုတော့ကမန်းခက်တယ်ဒါပေမဲ့အနည်းဆုံးနိုင်ပွဲရလိမ့်မယ်လို့ကျွန်တော်ယုံကြည်ထားတယ်နေ့လေဆိုရင်တော့တစ်တီဆိုဆင်ပြေတာပေါ့အခုတော့တလုံး20ရှုံးဆို20 25 20လောက်တော့ရင်ရမှာပေါ့ကျွန်တော်ရွေးချယ်မှုဆိုရင်တော့ဖီနူပဲရွေးချယ်မှာဖြစ်ပါတယ်ဒါတော့ဖီနူပွဲပါပထမပွဲပေါ့ဒုတိယပွဲနေဆိုလို့ရှိရင် FCSB နဲ့ဘလောနာနဲ့ပွဲကိုကျွန်တော်ရွေးချယ်ထားတယ်ဒီဘက်မှာဆိုရင်အရှင်ဖြစ်တဲ့ SB ကနယ်သာလန်ကလပ်ကိုသူကဒီအုပ်စုဖုံးပွဲမှာနိုင်ရထားတယ်အဝေးကွန်းနေနိုင်ရထားတယ်ကစားပုံကိုကြည့်မယ်ဆိုရင်တော့ PVC ကစားထားနိုင်ခဲ့တဲ့ပွဲတော့သူ့ရဲ့ချန်ကိုကြည့်လိုက်ပါရှော့န်တာဂက်တော့ပြစ်ချန်တော့တော်တော်ကိုနည်းတဲ့ချိန်တွေမှာရှိတယ်နောက်တစ်ပွဲကသူကရန်ပိုင်းကိုရှုံးထားတယ်ရန်ပိုင်းကိုသူအင်ကွန်းမှာပဲရှုံးထားတယ်ဒီဘက်မှာဘလောနာဘက်ကိုကြည့်မယ်ဆိုရင်ဘလောနာက Aston Villa ကိုသူ1-0နဲ့ရှုံးထားတယ်ပထမဆုံးပွဲမှာ Aston Villa ကိုရှုံးထားတယ်စောပိုင်းကလေးကိုပေးထားတယ်လို့ဖြစ်တယ်သူ PVC ကစားနိုင်တယ်ဒီမှာရှော့န်တာဂက်ကိုကြည့်ပြစ်ချန်တစ်ခါရတယ်ကစားပုံကသူကအသာစီးအောင်ကစားနိုင်တယ်စောစီကိုပေးထားတယ်ကြောင့်မလို့10မိနစ်ကျော်မှာပဲသူကိုပေးထားတယ် Aston Villa ကို1-0နဲ့ပဲသူရှုံးထားတယ်ဒါသူရဲ့ပထမပွဲဒုတိယပွဲမှာတော့သူ Frank Bennett နဲ့ကစားတယ်Frank နဲ့ကစားတဲ့ပွဲမှာသူပထမဆုံးကိုစောသူပထမဆုံးကိုရတယ်ဒုတိယပွဲမှာကိုပြန်ပေးလိုက်ရတယ်ကစားပုံကိုကြည့်ရင်တော့ဒါကိုစောစီရတဲ့အတင်ကချန်နေတာပေါ့လေ Frank ကပြန်တိုက်တော့ပြန်တီးရပြီးတော့1-1နဲ့ပြီးသွားတယ်အဲ့မှာလည်းဘလောနာရဲ့ကစားပုံကမဆိုးဘူးလို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်ကဘလောနာကပွဲတိုင်း9ပွဲမှာတမကျင်တယ်အနည်းဆုံးနောက်ဆုံး9ပွဲကိုကျင်တော့မှာပဲပွဲတိုင်းကိုကိုသွန်းတယ်သွန်းတဲ့ကိုယ်တပွဲကိုတစ်ကိုကနေကျတော့အများဆုံး2ကို3ကို4ကိုထိတော့ထားအောင်ရှိတယ်သူ့ရဲ့ကစားပုံကကောင်းတယ်သူ့ရဲ့လက်ရှိဒီယူရိုပါလိတိုက်တယ်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းယူရိုပါလိတိုက်တယ်ကိုကြည့်မယ်ဆိုရင်လည်းသူကတမက်ပဲရထားသေးတယ်အားကြောင့်မလို့ဒီပွဲမှာဒီ SB အသင်းအနေနဲ့ဘလောနာရဲ့တိုက်စစ်ကိုတော့ကောင်းကုကန်နိုင်မယ်လို့ကျွန်တော်မထင်ဘူးလက်ရှိပေါက်ကြီးကိုကြည့်လို့ရှိရင်လည်းတလုံး50စားတလုံး80စားလောက်ထိပေါက်တယ်60 80လောက်ထိပေါက်တယ်ဘလောနာနဲ့အဲ့တော့အင်ရှင်ကိုအနိုင်ယူပြီးတော့ဘလောနာအမှတ်ပြယူသွားလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်ဒီနေ့မှာကျွန်တော်ကစားမယ့်ပွဲတွေကဘလောနာကိုကျွန်တော်ကစားမယ်ပြီးရင်ဖီနူကိုကစားမယ်ဒီနေ့ပွဲကျွန်တော်ကစားမှာဖြစ်ပါတယ်တကယ်ကျွန်တော်ရဲ့အမြင်လေးကိုလည်းကွန်မန့်မှာမှတ်ချက်ပေးပါဦးကျေးဇူးပါ